ဒီတစ်ခါကြတော့ဗောနော်လက်ရှိကိုယ့်ရဲ့အခြေခံအခြေအနေလေးနဲ့ပတ်သက်ပြီးတော့မွန်ပြောပြပေးသွားမယ်အဲ့အတွက်ဒီ1 2တွေကနှစ်ခုတည်းရွေးပြီးထားဗောနော်ပထမဆုံးအနေနဲ့1ကိုပြောရမယ်ဆိုရင်ကြောင့်1ကလက်ရှိကိုယ့်ရဲ့အခြေခံပုံစံနေထားကြတော့ကိုယ့်ရဲ့ယုံကြည်ခြင်းမယုံကြည်ခြင်းပေါ်မှာအများကြီးအကျိုးသက်ရောက်မယ်ဆိုတဲ့ပုံစံနေထားမျိုးသွားပြီးတော့တွေ့တယ်။ဘာကြောင့်လဲဆိုတော့ကိုကအခုချိန်မှာကိုက relationship ရှိရဲဆိုရင်တယောက်နဲ့တယောက်ကတန်တရားတွေထက်သူ့ဘက်ကိုယ့်ဘက်ကိုတေချာကြည့်ပြီးတော့အဲ့လိုမျိုးယုံကြည်ခြင်းလေးနဲ့ရှေ့ဆက်ရမယ်။ဒါမှသာလျှင်ပူလောင်ခြင်းကင်းပြီးတော့အကောင်းမွန်ဆုံးဖြစ်မယ်။တွေးရင်တွေးတဲ့လောက်စိတ်ညစ်ရမယ်။တွေးရင်တွေးတဲ့တပ်ပါတီဝင်တတ်တဲ့အဲ့တော့ကယူဆိုင်ရမယ်။တကယ်လို့ပေါ့နော်ကျန်တဲ့ single တွေဆိုရင်ကြတော့ကိုတကယ်ယုံကြည်ရမှအဲ့လူနဲ့ပတ်သက်မဟုတ်ရင်ကြတော့ကိုကလေမတိမကျစိတ်ကြီးရင်လည်းပြီးကြရင်ကိုဒုက္ခကိုရှာတဲ့ပုံစံနေထားမျိုးဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ single တွေကရည်စားရနိုင်မလားဆိုတော့ single တွေကအခုချိန်မှာရည်စားရဖို့နည်းနည်းလေးခက်တယ်ဘာကြောင့်လဲဆိုတော့ကိုကအရင်တုန်းကပေါ့နော်ကိုရဲ့စိတ်တန်တရားလေးတွေတစ်ဖက်ကကိုကစကားပြောဆိုနေတဲ့လူ flake တဲ့လူရှိနေခဲ့ရင်တော့မှငါဒီလိုမျိုးကြီးထက်ကြုံရရင်ဘယ်လိုလုပ်မလဲငါ့ကိုဒီလိုကြီးထပ်ပြီးတော့ပြောလိုက်ရင်ဘယ်လိုလုပ်မလဲဒါမျိုးလေးတွေပေါ့နော်တွေးနေတတ်တယ်အဲ့တော့ကြောင့်မလို့အခုချိန်ကကြတော့ကိုပို့ပြီးတော့ချစ်ရမယ့်ပုံစံနေထားနောက်တစ်ခုကယုံကြည်ခြင်းနေနဲ့ပတ်သက်ရင်တေးချလေး control လုပ်ပြီးသွားရမယ့်ပုံစံနေထားတွေမှာပါပါတယ်အဲ့တော့ကြောင့်မလို့ဟောပေါ့နော်အများကြီးတွေးတောနေကြမလို့ဘူးတနေ့ထက်တရက်ထက်တရက်ကိုပေါ့နော်တေးချလေးလုတ်ကင်သွားရပါပြီလို့ပြောချင်ပါတယ်ဒါကတော့ fine tune ပေါ့နော် two သမားတွေပုံစံနေထားရကြည့်ရကမှကြတော့ two ကဘယ်လိုဖြစ်နေလဲဆိုတော့ထူးကြတော့လေအဲ့လိုမျိုးတယောက်နဲ့တယောက်ကြားမှာအဲ့လိုမျိုး relationship ဆိုရင်ပို့ပြီးချစ်သွားမယ်ကံအခြေအနေထဲမှာပါတယ်ဒါပေမဲ့တစ်ဖက်နဲ့တစ်ဖက်ကြားထဲမှာနည်းနည်းလောင်တဲ့ဓာတ်လေးရှိနေအဲ့လိုမျိုးပေါ့ဟိုချစ်မချစ်တော့လဲမချစ်လို့အဲ့လိုမျိုးပေါ့နော်ချစ်တော့ကြတော့လဲစိတ်မချအဲ့လိုမျိုးလေးရှိအဲ့တော့အဲ့စိတ်ကလေးနည်းနည်းဖယ်မှရမယ်နှစ်ယောက်သားကြမှာအခုဒီကတ်မှာလို့ပဲ power of love ရှိတာဖြစ်တယ်အဲ့တော့ဆွဲဆောင်မှုလေးဒီမှာချစ်စရာကောင်းတဲ့အရာလေးနဲ့ဆွဲဆောင်မယ်ကိုယ့်ဘက်ကအကောင်းမွန်ဆုံးလေးတွေပေးပြီးတော့သွားမယ်တစ်ဖက်နဲ့တစ်ဖက်ကြားမှာ negative အရာလေးတွေ short ပြီးသွားနိုင်မယ်ဆိုရင်ကြတော့ကိုယ့်ရဲ့လူကကိုယ့်စီမှာပဲတည်ပြီးတော့ကိုယ့်စကားပဲနားထောင်တဲ့ပုံစံနေထားလေးဖြစ်တတ်တယ်အဲ့တော့ဒါ relationship အတွက်ပေါ့ single တွေနေတဲ့ကြောင့် single ဆွဲတဲ့ပုံမှာကိုကတစ်ဖက်ရEH နဲ့ပဲပြက်နေ no contact ပဲဖြစ်နေ saturation ရှိပဲဖြစ်နေပြောချင်တာလက်ရှိမှာကိုကရီးစားငုတ်တုံမရှိနေပါဘူးဆိုလူတွေက single ပဲเนาะအဲ့တော့အဲ့ single တွေအတွက်ကြောင့်ဘယ်လိုလာမလဲဆိုတော့ကိုယ့်ရဲ့ပုံစံနေထားတစ်ဖက်ကလူပေါ့ hot အဲ့လိုမျိုးဖြစ်စေတတ်တယ်အဲ့တော့ကိုယ့်ရဲ့ပြင်းရှာတဲ့ဇူးရှာတဲ့အဲ့လိုမျက်ဝန်းနေကိုယ့်ရဲ့ဒါလှပနေရဲ့ကိုယ့်အလှကြားတွေကတစ်ဖက်ကလူပေါ်မှာဆွဲဆောင်မှုတွေနဲ့အရန်ကိုတန်လိုက်တစ်ခုလိုပဲကန့်ညီတက်တယ်တွေ့ညီတက်တယ်အဲ့တော့အဲ့ဒီအရာတွေပျောက်ပြတ်မသွားအောင်ကိုကဘာလုပ်ကမှလဲဆိုတော့အရန်ကိုကလိုက်ချစ်ပြတာကြီးလိုက်တွေ့တာပြတာကြီးသွားမလုံးနဲ့အဲ့ဒါကြာရင်ကျတော့ဟာဘလို့လည်းမသိဘူးဆိုတော့တို့အဲ့လိုမျိုးနဲ့စိတ်နှောက်သွားတတ်တယ်အဲ့တော့ဒီဟာလေးတွေကိုသွားပြီးကိုယ်တံမိုးကိုမြှင့်ပြီးတော့နေနေမယ်ဆိုရင်ကျတော့ကိုကောင်းမွန်တဲ့အခြေခံပုံစံနေထားကိုသွားမယ်ဆိုရင်ကန်တရားပုံစံနေထားရှိပါတယ်အဲ့တော့ဒါလေးတွေဒီနေ့လုပ်ပေးလိုက်တဲ့ fine ဖြစ်ပါတယ်အားလုံးဆင်ပြေမယ်လို့မျှော်လင့်ပါတယ်နော်ကျေးဇူးတင်ပါတယ်